သာရိပုတ္တထေရဝတ္ထုမြတ်စွာဘုရားရှင်ရသကြုပြေဝိလူဟောကျောင်းတော်၌အရင်သုံးနေတော်မူသောအခါမတေသောတရားကိုရှာကုန်သောဥပါဒိတကိုလိတအမည်ရှိသောလူလင်နှစ်ယောက်တို့သည်ရာဇကြုပြည်၌ဆွမ်းခံလဲသောအတ္တစိထေထံမှာယေရမိုင်လူဘဝသဗ္ဗကာရဝက်တရားကိုကြားရလျင်သောတာပန်ဖြစ်ပြီးမှဘုရားထံသို့လာ၍ယံပြုကြကုန်၏အက္ခဘာဝကမြစ်ကိုရကုန်၍ရှင်သာရိပုတ္တရာရှင်မုဂ္ဂလံကိုထင်ရှားကုန်၏ထိုရှင်သာရိပုတ္တရာအရှင်မုဂ္ဂလံတို့သည်ဘုရားရှင်ကိုရှိခိုး၍ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားကျွန်တော်တို့ဆရာဟောဖြစ်သောသိသိပရိဘောကိုရှင်မင်းဘုရားထံသို့လာပြောပါခေါ်ပါကုန်သည်လာခြင်းကလူမရှိဦးစီးကြီးပြုလုပ်ကြည့်လျက်အုံငယ်ထက်ဝဲပောက်ခွက်ငယ်မလုံနိုင်ပြီဟုပြောဆိုလိုက်ကြဖို့လျောက်ကုန်၏မြတ်စွာဘုရားသည်ခြေသားတော်သင်္စီပရပတ်သည်အနှိမ့်မဲ့ကိုအနှိမ့်ရှိကိုနှိမ့်မဲ့ဟုယူ၏ခြေသားတော်ကအနှိမ့်ရှိကိုအနှိမ့်ရှိမရှိကိုတိတပြေအကာကိုပိအနှိမ့်ကိုယူကုန်ဤဟုမိတ်တော်မူ၍ဤကာရတော်ကိုဟောတော်မူ၏အနာရိသာရမဏိနောသာရိသံဃရတတိနောဒေန္တရနာရိကိသနိမိစ္ဆာသင်္ကမ္မဘောဇရာသာရိသသရတောညံတောသာရိသသရတောဒေန္တရမရိကိသနိသမသင်္ကမ္မဘောဇရာယေခြင်းပုဂ္ဂိုလ်တို့သည်သာရဏမရှိသောနိတိတရား၌သာရမဏိနောနှင့်သာရဝါယုရှိကုန်၏သာရိသနှင့်ဖြစ်သောသူတော်ကောင်းတရား၌လည်းအသာရဓတိနောနှင့်ပပကာတိဝါယုရှိကုန်၏မိစ္ဆာသင်္ကမ္မကောစရာဉာဏ်ယုတ်မှာမိစ္ဆာဝိတယေကျေဆရာဖြစ်ကုန်သောတေတုပုဂ္ဂိုလ်တို့သည်သာရံသီလစသောကောအနေကိုနာရိကေသနိမယနိုင်ကုန်သာရိသနှင့်မရှိသောသူတော်ကောင်းတရားတို့ကိုလည်းသာရတော်နှင့်ရှိသောအပြင်ဝါနှင့်ရှိဟူ၍အသာရိသနှင့်မဲ့သောတိတိတို့၏တရားကိုလည်းအသာရတော်နှင့်မဲ့အပြင်ဝါနှင့်မဲ့ဝိညာဉ်တော်သည်ဝါသည်ဖြင့်ရှိသောဝါသည်သောကြောင့်သမ္မာသင်္ကမ္မကုသရာအကျဉ်ကောင်းစွာသမဝိတ္တိချက်ဆရာဖြစ်ကုန်သောတေတုသူတို့သည်သာရံသီလစသောကောနှင့်ကောအရိကေသံမိယကုန်၏